ပဲစရာကတော့ပိတ်တဲ့နည်းနည်းလေးဆိုခိုပြီးတော့ကသွားတယ်ထင်ပါဆုံးလို့အဲ့လိုအထင်မခံနိုင်ဘူးကျွန်တော်တို့ကဒီတိုင်းနှမျောတာပေါ့နော်ကျွန်တော်တညတ်တာချထားတဲ့ program လေးကအရမ်းမိုက်တာဒီနေ့မကြည့်နိုင်တဲ့ပိတ်တဲ့ကမနေ့ပြန်ငါညကြအဲ့ဒါကျွန်တော်တို့မကတော့တခြားပြောင်းသွားတော့သူတို့တွေတက်ကျွန်တော်အားနာတယ်ဦးပြပြလေးကြည့်ရရှယ်ပဲတချို့ကပြောတယ်ပွဲစားတယ်ဘာလို့ဈေးစားတယ်ဇက်အလေတယ်ရှောက်ပြောလကားမလားကျွန်တော်တို့ကဇက်လေကိုညာတိုင်းကောင်းကတယ်တညဒီပထမညဆိုပြီးတော့လည်းမရော့အောင်ဒီတိုင်းပဲကတာပဲအဲ့တော့လာကြည့်တဲ့ပေးတဲ့ကထိပေါက်တာဒါပဲမိသားစုတွေဒါပဲလာအစ်စ်ကကျွန်တော်စော်လေးတယောက်နဲ့ဆိုလိုက်ညောက်အစာမပြောသေးမဟုတ်စော်ပဲအဲ့ဒါကိုအမေကိုမတွေကိုညီမတွေနဲ့နော်ပြောရှင်ကကြမယ်နော်အေးလေနွနွထွေးလေးသွားကြမယ်ကျွန်တော်တို့တကယ်ကဘူးတဲ့ကျွန်တော်တို့ 5 star အစအရန်နေတယ်မကြီးတော့လေကျွန်တော်တို့ငှားတာဟောပွဲငှားတော့ဆိုတော့ပိတ်တဲ့အများကြီးအောင်းမေးရတယ်ခြံထဲဝင်သွားတယ်တကားပိတ်လိုက်တယ်မိသားစု9ယောက်တည်းကြည့်တယ်ကျွန်တော်ကခဲ့ရတယ်ဘယ်သူမှအကြည့်မခံနိုင်လို့ကျမတို့မိသားစုပဲကြည့်မယ်ဆို9ယောက်တည်းထိုင်ကြည့်တာကျွန်တော်တို့ကတဲ့ပွဲကသူ့တက်များတယ်ပြီးတော့ကြုံတုံးပြိုင်တုံးပြောပြအောင်မယ်သလားကျွန်တော်တို့ဘဝမှာအများကြီးကြုံမှုတယ်သလားမော်လမြိုင်မှာမိုးနေပွဲဆိုကြည့်တက်လောက်ကြမိုးနေပွဲဆိုကြောက်ကတော့ချမ်းသာလိုက်တာပိုက်တော့အကြိုက်ဈေးကြီးပင်းကားပြက်တာပင်းကားပြီးတော့မိုးနေပွဲဆိုကျွန်တော်တို့ကတော့အားရပါရပေါ့နာမည်လေးကလှတယ်ဗာလဲအဲ့နာမည်လေးတော့ကျွန်တော်မေ့နေတယ်စန်တာဆိုလားတမ်နာဘာမှမသိဘူးလှအဲ့နာမည်လေးကနေကျွန်တော်တို့တော့ဆိုပွဲလည်းသိန်းတော့မွေးနေ့ဆိုတော့မွေးနေ့ရှင်လေးကိုလည်းတွေ့ချင်လားစုတော့တအားချလာမွေးနေ့ရှင်လေးကိုတွေ့ပြတယ် Happy Birthday လေးခွဲလည်းကိုထွက်လာတာခွေးမလေးခွေးမွေးနေကြရတယ်ပါစတာဘဝမှာကြုံရတာတွေရလေကျွန်တော်တို့ကဒါကြီးရိုးနေပြီဒါမိသားစုတကယ်ပဲဒါအားပါရကမယ်တော့မနေ့တာပြတာဖီးမလာဘူးလည်းပဲညရတယ်ညနေကမှာပဲအဲ့တော့ AC ကကြမယ်ပြောရှေကကြမယ်ပြီးတဲ့ဒီကြည့်ရမယ်နော်အားလုံးပဲဟေးခွေးမွေးနေတဲ့တော့တာတယ်ဆဲမဲ့
ရတယ်ပြောကြည့်အောင်ပြောင်းလဲပြောင်းနေတယ်ပေါ်ပြီးအောက်ပေါက်ပေါက်ငါတို့တချောင်းနဲ့လက်ကိုရှောင်းလဲကိုပြီးညက်လောငါတို့တချောင်းနဲ့လက်ကိုရှောင်းလဲကိုပြီးရောက်ပေါက်ပေါက်ငါတို့တချောင်းနဲ့လက်ကိုရှောင်းလဲကိုပြီးညက်လောငါတို့တချောင်းနဲ့လက်ကိုရှောင်းလဲကောင်းကောင်းစားရှိလို့ရှိလို့ကောင်းကောင်းစားရှိလို့ရှိလို့ High school ကြောင်းကခွေ college ကြောင်းကခွေ national ကြောင်းရရဲ့ sport time ညာဘိုးလုံးနဲ့မချင်းမပိလာနဲ့ဘိုးလုံးနဲ့မချင်းမင်းပေါ်ကြပြညာတဲ့တင်မောတာလမ်းတောင်းတဲ့ရှက်နာတက်ချီယာစင်ချီယူနာတော့ကင်းနေရတာတဲ့ဘယ်က ABCD နမတော် အင်္ဂလိပ်ပြောပြီးတော့အင်္ဂလိပ်နဲ့လေးစကားပြောရုပ်ပြီးပါနော်မဆိုတာ2နှစ်လောက်ရှိနေပြီဟုတ်တယ်ကျွန်တော်သူ့ surprise တိုက်လိုက်တာရအောင်မလားဆိုကြိတ်တယ်ဘယ်ရလိုက်မလဲမရတော့ဘူးမေ့သွားတာပေါ့နော်မဆိုတာကြာသွားတော့ကိုကြီးကလေဒီမလေးကပထမဆိုမှတ်မိတယ်ဒီအဲ့ဒီကိုဘီအေးချလုံးဝမမှတ်မိဘူးပထမဆိုလေတွဲဆိုရင်တော့မမှတ်မိအောင်မယ်အခုဒီကကျတော့အရင်မင်းသမီးလေးကဘယ်လိုရမှာနော်ဟုတ်တယ်လေကိုစင်ပြပါနော်အဲ့ဒါဆိုလည်းပတ်သက်ပြီးတော့ငေါ့လင်ငယ်နေပါလားဘယ်လိုရောက်သွားတော့ကျေးဇူးတင်ပါပြန်ကြက်မယ်ကိုပြန်ဆိုရင်ဆိုမယ်နော်ဘယ်လိုမှကြိုင်အကောင်းဆုံးစူးစမ်းပေးမယ်နော်မင်းလည်းဒီနေ့ကတော့ကိုကြီးကလေကိုဘီဆိုတဲ့အချိန်မှာဘာလို့ပါကြရမှန်းသူမရဘူးပြောရင်လည်းထုခံရတော့မှဆိုတော့မရတာတော့ရအောင်ဆိုမှာပဲဆိုပြီးမင်းစင်ဝတ်တက်လာတာခွင့်လို့ပေးပါနော်မင်းမှားသွားပါတယ်ကျေးဇူးတင်ပါတယ်မင်းရအေးကိုမိသားစုတွေအဲ့လိုကျွန်တော်မိသားစုတွေလို့ဒီလေးကကြင်လို့ပါခင်ဗျာကကြင်ပါလေအဲ့လိုကကြင်တာပါပိတ်တက်နဲ့အနုပညာသမားလို့ဘောမထားနဲ့အားလုံး freedom အိုင်မိုက်ကိုပိတ်ထားအောင်ကော်မတီတော့ရှင်းဆိုမယ်အဲ့ကောင်တဲ့ကျွန်တော်ကော့လေးချပြီစော်လေးတွေပြနေဆွဲဦးမှာအဲ့ကောင်ကငွေရောက်လေးစလေးနဲ့ပြတ်တာရှိရမင်းနဲ့တာနဲ့လည်းနဲ့ဒီနေ့ပြောင်းနေတယ်ဒီနေ့ပြောင်းနေတယ်အောင်စုတော့နမ်းလို့ရမြောက်ကိုလည်းနမ်းလို့ရပါတယ်ဒါမဲ့လုတ်ချင်ဟုတ်ကဲ့ငါနမ်းပြီးတော့အောင်စပူကတော့မယူအောင်ငါဆိုတော့နေယူရမှာငါအညာလို့ရတယ်တခုခုတော့ရောက်အောင်တုံးပါရမယ်ငါအနာမယူမရှာမြောက်ကိုနမ်းရဲတယ်ဟုတ်တယ်အောင်စပူမနမ်းမြောက်စပူနမ်းတာချစ်တယ်တကယ်ချင်းအားမချစ်တာမိသားစုတွေလို့နေလို့တွေ့သွားခြင်းနဲ့ thank you အောင်ချူပါနောက်တော့ဟာတင်မတော်ငါတဲ့တော်လို့နေတယ်မလေးဟဲ့ကောင်းမရဲ့မဲလာပြီးတော့အောင်မလေးလာပြီးတော့ပလီပလာနဲ့ဖော်ရကလိုက်မှလားလေလားကျွန်တော်ရဲ့ညီမငယ်လေးတေးတန်ရှင်လေးပါစတူဒီယိုတေးတန်ရှင်လေးပါဒီမှာကွာဖေးတီကျမဖြစ်ကဖေးတီဘာလဲလေဆရာဘာလဲဟိုတော့ဘာနေပြီတိချင်ဟာဖေးတီစားလိုက်ရန်ချိုတီညီမတော့စိတ်ဒါဆိုဒီလေး online ပေါ်မှာတင်ထားတယ်အရမ်းမိုက်တဲ့ဟုတ်ကဲ့ပါတစ်တော်မှလည်းဒီချင်းလေးကိုဆောက်ပေးလို့ရပါတယ်ရှင်ဆောက်လုံးနောက်လာတော့မှာနော်မိသားစုမှာအမှတ်တရကြည့်တော့ငါတို့ရွာမှာစိုးသွားတယ်ငါတို့ဖျက်ဘုံမှာစိုးသွားတယ်ပိုးလေးကဟာငါတို့ပဲမတင်တော့ရန်နာမည်ကြီးသွားပြီအဲ့လိုချက်သားရဘာဖြစ်နေတာမူတာညမူတာရမ်းနေတယ်မူရမ်းအဲ့ကောင်မလေးပါမကြမီမှာပိတ်သက်တယ်တတိုင်းပြည်လုံးရင်ထဲကိုရောက်မဲ့မျိုးဆက်သစ်လေးတေးတန့်ရှင်ပိုးလေးဖြစ်ပါတယ်တဘောတော့ဆိုကြပါလေသူနဲ့ဟုတ်ကဲ့ပါ
မရရန်ကုန်သားစံပြကအမေနဲ့တားလေးရဘာမှစံပြဆိုတာသင်္ကန်းကျွန်းစံပြတိတ်မဝေးဘူးတာပကိုးอ่ะစံပြစေးုံတောက်မာနေတဲ့တို့အမေဒါပဲစံပြသားဒါပဲ sorry ဒါမေတစ်ခုရိုက်မယ်လေမဖြစ်လဲဟိုကချစ်ပဲစံပြသားတွေချစ်တယ်တို့မေဒါမတို့မိသားစုကဒါပဲလာပိုးလေးလာမြောက်တို့ဒီညအဖားရကကြမယ် ဟုတ်ကဲ့ဆရာ ငါညီမလေးကလည်းအဖားရဆိုပေးနော် စပူးမှာပေါ့ဆ စိ ရာ တ်ဆိုးကြအားရပါရဆိုပေးကိုမြောက်တို့ကလည်းအငြိကန်းနေကအောင်ပါပြီးမှနောက်နေ့ထပ်ခေါ်မယ်လေအငြိကန်းပြီးမှအိမ်ပြန်လွှတ်ကြမယ်ကိုညီမတွေကိုအမတွေကိုအမေတွေကိုတားတာမပြန်ကြနဲ့လို့အငြိကန်းပြီးမှပြန်လို့ပြော အရင်ဒီမှာပြန်ကြပါရှင် ဟုတ်ပြီအဲ့တော့အချင်းလေးအဖားရဆိုပေး ဟုတ်ကဲ့ နောက်မှဝစားသွားလဲလိုက်အောင်မယ်နော်ဟုတ်ပြီအားလုံးမိသားကျွန်တော်လက်ကုပ်တန်လေးချက်တော့ပြပါ